ဒီနေ့မှာတော့လုပ်ငန်းခွင်မှာအကျန်းခံဆုံးနဲ့နာမည်ကြီးတဲ့ ThinkPad series တွေက Lenovo X13 လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် CPU အနေနဲ့ဆိုရင် i5 10Gen RAM 8GB SSD 256GB Full HD resolution ဖြစ်လို့ရုပ်ရှင်ကြည့်တဲ့အခါမှာရုပ်ထွက်ကဝါမသွားပဲကြည်လင်ပြတ်သားပါတယ်။အတန်ထွက်ကလည်းအတန်ကြည်ကြည်နဲ့ဆွဲဆောင်မှုရှိပါတယ်။ Ice, 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 and you know that I'm the coldest. I'm the sugar honey, I'm the sugar honey. I'm sweet just like some ice cream, milk chocolate icing. My life looks like a pipe dream. I know, no, I'm so enticing. I make them lime green, temperature rising. Let's go, let's go, let's go. Port ဒီအနေနဲ့ဆိုရင်လည်း Charger port, Type C port, USB port, HDMI port, Audio port တို့ပါဝင်ပါတယ်။နောက်တစ်ဖက်မှာဆိုရင်လည်း USB တစ် port ပါဝင်ပါသေးတယ်။ အားသွင်းကြိုးက Type C ဖြစ်တဲ့အတွက်ကြောင့်အားပြန်သွင်းတဲ့အခါမှာလည်းလင်းလင်းမြန်မြန်ပြန်သွင်းနိုင်ပါတယ်။ stock လည်းအနည်းငယ်ပဲရှိတဲ့အတွက်အကျန်းခံပြီးလူကြိုက်များတဲ့ Lenovo X13 လေးကိုလိုချင်ရင်တော့ Well Done IT Sales and Service ကိုသာလာခဲ့လိုက်ပါနော်